မင်္ဂလာပါရှင်မန္တလေးခေတ်တစ် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့ channel ကလေးနောက်ဆုံးရသတင်းများကို channel တစ်ပင်ရစာတင်ဆက်ပေးတော့မှာဖြစ်ပါရှင်စကောင်းစီရဲ့ပြောရေးဆိုခွင့်ရှိသူဘူချိုစောမင်းထွန်းရဲ့နိဂုံးတီစစ်အာဏာရှင်ရဲ့စနစ်ဝါရဖြန့်ကြီးရန်ရာကြီးတစ်ခုပြိုလဲသွားခြင်းပဲဖြစ်ပါရီဘူချိုစောမင်းထွန်း၏အာဏာသိမ်းပြီးတဲ့အချိန်မှာစာ၍စစ်တပ်ရဲ့လောက်ရမှတ်တများကိုအဖြူကိုအမဲသဘောမျိုးဖြင့်ပြည်သူလူထုအားမျက်နှာပြောင်းတိုင်းလိမ့်လိုက်ခဲ့တဲ့သူဖြစ်ပြီးသတင်းစာရှင်းလင်းပွဲတိုင်းမှာအားလုံးအခြေအနေကောင်းပါရီဆိုတဲ့စကားရဲ့ဖြင့်စစ်တပ်ရဲ့ရှိုးနှိမ်မှုများကိုဖုံးကွယ်ကြိုးပမ်းခဲ့တဲ့သူဖြစ်ပါရီ၎င်းရဲ့ဘဝတစ်လျှောက်တွင်စစ်တပ်အတွက်အစိတ်တောက်ဖြစ်စေတဲ့ဝါဒဖြန့်ချိမှုများကိုမနာမနေလှုံ့ဆော်ခဲ့ပြီးပြည်သူများရဲ့တည်ဆုံမှုများနဲ့နှာကျမှုများကိုလောင်ပြောင်တရောတဲ့စကလုံးများကြောင့်တနိုင်ငံလုံးရှိပြည်သူများရဲ့ကျင့်စဉ်ခြင်းနဲ့အမှုတရားများကိုအပြင်းထန်ခံခဲ့ရတဲ့သူဖြစ်ပါသည်ဗိုလ်ချုပ်စောမင်းကျော်သည်အမျိုးသားညီညွတ်အစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးကျမတို့ PDF များကိုအစွမ်းမရှိသောအဖွဲ့အစည်းများကိုအကြိမ်ကြိမ်စိန်ခေါ်ခဲ့ပြီး၎င်းရဲ့လှုပ်ရှားရေးအတွက်အလွန်အမင်းယုံကြည်ချက်လွှမ်းကဲနေတဲ့သူဖြစ်ပါသည်သို့တော်လည်းပဲနောက်ဆုံးတွေ့တဲ့၎င်းရဲ့စိတ်ခေါ်မှုများကြီး၎င်းတို့ထံပဲပြန်လည်ရိုက်ခတ်လိုက်ခဲ့ပြီးဖြစ်ပါသည် NUG ရဲ့မြို့ပြပျောက်ကြားထုတစ်ဖွဲ့များကဗိုလ်ချုပ်စောမင်းထွန်းရဲ့တရှိရနေရနဲ့တော်လှန်ရှာမှုများကိုအချိန်တော်ကြာစောင့်ကြည့်နေခဲ့ပြီးအလေးငိုက်ဖန်ကားစစ်စင်ရေးတစ်ခုဆင်နွှဲဖို့ကြိုးစားနေခဲ့တာပဲဖြစ်ပါရီနေပြီးတော့ရှိ၎င်းရဲ့နေအတွင်းမှာပင်ခုခံခြင်းမရပဲအတန်တိတ်ရှင်းလင်းခလိုက်ရတဲ့ဖြစ်ရလဲဖြစ်သွားနိုင်တယ်လို့နိုင်ငံရေးလက်လာတုတ်တက်သူတွေကလည်းမှတ်ချက်ပြုထားလည်းဖြစ်ပါရီဝါရဖြင့်နေလမှုများဖြင့်တိုင်းပြည်ကိုလက်စားခဲ့တဲ့ဗိုလ်ချုပ်စောမင်းထွန်းရဲ့နှစ်ကုတ်တီ၎င်းရဲ့နေအတွင်း၌ပင်အဆုံးသတ်သွားခဲ့ရပြီးပြည်သူများအကြတော်မတရားမှုကိုရှေ့တန်းကကောက်ကွယ်ပေးခဲ့တဲ့သူတို့ရဲ့ထိုက်တဲ့အကျိုးဆက်အဖြစ်မှတ်တမ်းဝင်သွားတော့မှာပဲဖြစ်ပါသည်တရုတ်တို့နောက်ထပ်ဆိုရင်ဆရာဖြစ်လာရဒီက၎င်းတို့ဖန်တီးပေးထားတဲ့ရွေးကောက်ပွဲကိုအသုံးချ၍အမေရိကန်မှာဆိုးဆုနဲ့ပြန်လည်ဆက်ဆံလာနိုင်တဲ့အရေးပဲဖြစ်ပါရီသို့တော့အမေရိကန်သမ္မတချုပ်ကိုမိသူများရုံစားရမရတယ်ဆိုတဲ့အချက်ရှိနေ၍တရုတ်တို့ခံတန်ရခြင်းနဲ့ဖြစ်ပါရီပြည်သူရဲ့ခုခံတော်လှန်စစ်မှုချအောင်ရမည်